နှုတ်ခမ်းပေါ်မှာမှဲ့ရှိတဲ့သူတွေနားထောင်ပါဒီယာကတာမန်အလားမဟုတ်ဘူးဟောင်းတန်ကျန်းစာတွေမှာတော့ကန်ကြံမှာအမှတ်သားလို့ခေါ်ကြတယ်အပိုင်းတစ်နှုတ်ခမ်းအပေါ်မှဲ့နှုတ်ခမ်းအပေါ်ဘက်မှာမှဲ့ရှိစကားပြောအားကောင်းသူပြောသမျှလူယုံကြည်လွယ်တယ်အယောင်အဝယ်စီးပွားရေးဈေးကွက်အောင်မြင်နိုင်တယ်ငွေကြီးကန်ကောင်းတတ်တယ်အခွင့်အလန်းတွေလာတတ်တယ်တခါတလေမထင်မမှတ်ပဲအမျက်ရတတ်တယ်ဒါပေမဲ့စကားကြောင့်ပြဿနာဖြစ်နေတယ်ပြောလိုက်တာဓာတ်ရိုက်လုံးရင်ရန်သူရနိုင်တယ်အပိုင်းနဲ့နှုတ်ခမ်းအောက်မဲ့နှုတ်ခမ်းအောက်ဘက်မှာမှဲ့ရှိစားဝတ်နေကြီးမခက်ခဲ့သူဘဝမှာအမြဲတမ်းအကူအညီရတတ်တယ်စားတောက်မှုနေထိုင်မှုပြည့်စုံတတ်တယ်လူချစ်လူခင်များတယ်အိမ်ထောင်ရေးဘက်လည်းနွေးထွေးတတ်တယ်ဒါပေမဲ့အတုံးစရိတ်ထိန်ချုပ်ဖို့လိုတယ်ရလာတာလွယ်လို့ထွက်သွားတာလည်းလွယ်နိုင်တယ်အပိုင်းတုံးအပေါ်အောက်နှစ်ခုလုံးမှဲ့အပေါ်နဲ့အောက်နှစ်ခုလုံးမှာမှဲ့ရှိဟောင်းတန်းကျန်းစာအရာကန်ကောင်းနှစ်ဆလို့ခေါ်တယ်စကားပြောလေးကောင်းငွေရှာလေးတက်လူမှုဘဝလည်းမစင်းရဲလွယ်ဒီလိုလူတွေကကြာရင်တော့ပြန်ထနိုင်တယ်အခွင့်အလန်းတစ်တွေအမြဲလာတတ်တယ်ဒါပေမဲ့အန်ဒီယေတစ်ခုကပျော်လုံးချင်းကိုကန်ကောင်းမှုကိုယုံလုံးပြီးတတိလစ်သွားနိုင်တယ်အဆုံးသတ်မဲ့ဆိုတာအလှပဲမဟုတ်ဘူးဘဝလမ်းကြောင်းကိုပြတဲ့အမှတ်သားတစ်ခုပဲရှိတဲ့နေရာကိုတိပြီးကောင်းတာကိုမြှိမကောင်းတာကိုထိနိုင်ရင်ဘဝကပြောင်းလဲသွားနိုင်တယ် close ဟော့ဒီနေ့ညနေမှာအလုံးထဲကိုကြည့်ပါမင်းမဒီနေရာတွေမှာမှဲ့ရှိမင်းကတာမန်လူမဟုတ်ဘူးငွေကြီးကံပါလာတဲ့လူတစ်ယောက်ဖြစ်နိုင်တယ်